ကျွေးပါလိုက်တယ် ဘာပြောရလဲ ဆရာအကျွေးပူနေများပါလာလို့ ပါတယ်လေ ပေးလို့ရလားဆရာ မရဘူး ဘာဖြစ်လို့လဲဆရာ ဟောအကျွေးဘူးပေါ့ငါကမှကားထရအပူပေါ့ပါတယ်မင်းအဲ့ဒါကိုလိုချင်သေးလား ကျွန်တော်တိုက်အောင်စားလို့မရဘူးလေဆရာ ဟောအဲ့ဒါဆိုမင်းအကျွေးကြတော့စားလို့ရတယ်ပြောချင်တာဘာလို့လဲ အစားတော့ပတ်စံနေဝယ်လို့ရတယ်ဆရာ โอเคအဲ့ဒါငါအခုမင်းပတ်စံပြလိုက်မယ်ဆိုရင်ဘာဖြစ်မလဲပြော အစားတော့ဝယ်မှာပေါ့ အဲ့ဒါလည်းပြန်ကြရော ကျွန်တော် အေးအဲ့ဒါပဲငါပြောချင်တာငါဆိုမင်းငါးဖက်နဲ့ဒီပဲပြောပြလိုက်မယ် ဆရာ9မိုင်းတင်နေပေးရဆရာလားဆရာ မဟုတ်ဘူးကွာငါဆိုလို့ချင်တာမင်းပတ်စံရှာမယ်လို့ပြောတာကွာဒီနေ့တော့မဟုတ်ဘူးနောက်နေ့တော့မနေ့ပြန်တော့မနေ့ပြန်တော့မင်းပတ်စံရှာမယ်လေ ရရဆရာအဲ့ဒါမနေ့ကညကျွန်တော်တခြားလူတွေရှာတယ်ပတ်စံလိုက်တောင်းလို့လည်းရရတယ်ဆရာ ဟောဟုတ်လားမင်းကလူတိုင်းစီပတ်စံလိုက်တောင်းနေပြီပေါ့ ကျွန်တော်အနီးနာကျွန်တော်ပြောတာကြားနိုင်တဲ့လူတွေဆရာရင်တော့လိုက်တောင်းပါဦးဆရာ မင်းအဲ့လိုလူတိုင်းစီပတ်စံလိုက်တောင်းနေမယ်အတန်နေဝင်နိုင်ပြင်မှန်းမှာပေါ့ ဟုတ်တယ်အတန်တွေတော့ဝင်တယ် โอเคငါညီငါပြောပါဟိုးဘက်အကွေ့လေးမှာတောင်လေးမှာလမ်းတောင်းနေတဲ့ကောင်လေးတယောက်ရှိတယ်သူလည်းမင်းလိုပဲပတ်စံတောင်းနေသူ့ရဲ့ခွဲထဲမှာပတ်စံအမြဲတမ်းအပြည့်ပဲအဘာဖြစ်လဲမသိတာ မသိဘူးလေဘယ်လိုရလဲသူက သူကစက်ကူပြားလေးပေါ်မှာသူပြောချင်တဲ့စာကိုရေးပြီးတော့သူကထောင်လာလိုက်တယ်မင်းတို့မျိုးတယောက်ပြီးတယောက်လိုက်တောင်းမနေဘူးအဲ့သူမပြင်မှန်းဘူးပေါ့ ဟုတ်လားကျွန်တော်ကစက်ကူကတ်ထူပြားရှိတယ်ဒါပေမဲ့ကျွန်တော်ကဘောမှန်မရှိဘူးဆရာ ဟုတ်လားခဏလေးဟောဒီမှာငါ့ဘာတစ်ချောင်းရှိတယ်စော့ပန်တွေ့လားဟိုဘက်တော့မှတောင်းနေတဲ့ကောင်တွေမင်းပတ်စံအများကြီးပူရနိုင်တယ်မင်းစာသားကောင်းကောင်းရေးနိုင်မယ်ဆိုရင်ဟုတ်တယ်နော် ဟုတ်ဆရာ ငါးပေါင်ပြရမယ်စင်ပြရ